Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကပီတာဖြစ်ပါတယ်ဒါနဲ့ဒီနောက်တစ်ခုပြောပါမယ် Please like and subscribe Okay အခုဘာလို့ကောင်းမလဲအိမ်ဆောင်မှာထည့်ပါတယ်တော့ဟိုရွာနဲ့ပတ်ကြည့်လာအောင်မယ်တာကျွန်ဒီပိုင်းတော့ရွာကိုကြည့်过ဒါပေမဲ့ရွာမှာအပေါ်မှာရှိသေးကျွန်တော်အဲ့အောင်မကြည့်လိုက်ဘူးဒါဆိုတော့ကြည့်အောင်ဒီနေရာလေးလက်မိုက်ရနော်တစ်ပင်ခုတ်ပြီးတော့နေနေရှင်းနိုင်နားလေးမိုက်နောက်မှာအလုပ်အိုင်းကိုလည်းငါပြရချတော့ဒီမှာအိမ်ရှိသေးတယ်အိမ်ထဲဝင်နေတာပါရှိလေရပူတတာတလုံးပေါင်မုံနဲ့ဆိုပါโอเคပါညာဒီမှာဘာမှမရှိတော့ချက်ကတလုံးမရှိရပါအဘာကြီးချက်ကြောင်းကြီးလားထားပါဝိုင်းသွားကြည့်အောင်အိမ်လုံးရှိသေးတယ်ဒီနေ့မှကြည့်လိုက်ရှိရပူတတာ I like ပူတတာ yes โอเคပါကျွန်တော်ဒီမှာကျွန်တော်နေဖို့အတွက်အိမ်ဆောင်မှာဖြစ်ပါတယ်အိမ်ပင်နာဆောင်ရကောင်မလိုက်ရှာဒီနားလေးထဲမှာနေလေးရှင်းလိုက်ရတယ်ဒီနားမှာဆောင်မယ်လားတစီချလိုက်ရောcrossing တွေပဲပြောပတ်ဒါပဲပြော check ခရမယ် okay စီထဲဖို့အတွက်Call line. Embarrassing. crossing တွေပဲနှစ်ခုကြီးမနေတယ်ညာထားလိုက်ပါကွာ check okay ငါစိတ်ညစ်ခလုံးမနေပြီစီးလေးထည့်လိုက်ပါပူတာ23ခုပေါင်မို့အစားတော့ကတော့ရပါအေးစီရောစားတော့ရပါအိမ်ဆောက်တော့တစီးရလိုက်ရှာခဏခိုးတွေရှိရခိုး Hello villager ခိုးလေးနဲ့တူးတော့မိတိုင်းလို့ရခိုးပန်လုံးတော့မအများကြီးပဲတော့တဲ့ဟဲ့အများကြီးပဲဟုတ်ပတ်တာခိုးမှအများကြီးနားလေးမှရှိရဟိုနောက်မှလည်းရှိသေးရခိုးမှအများကြီးပဲတော့ညရောက်နေတော့အိမ်မှာရတယ်ဟာခေါ်အနေနဲ့ရဟာခေါ်ဆိုโอเคပါရှိတယ်ငါကြီးရပါဖြစ်တာโอเคတော့မယ်မိုင်းမဲဆက်တူရော 5 minutes later. ရမိုင်းတူလာခဲ့ပါရတယ်ဆိုခိုးရမှအများကြီးပဲလို့ရှိရင်ကော်ပါလေးရတယ်ရကော်ပါ29ခုကော်ပါလေးကြိုထားလိုက်နေရပြီရတမင်ခုတ်ပါမယ်ဒီတမင်ကလမ်းလာပိတ်နေဒီပင်ခုတ်လိုက်တော့လမ်းပိတ်နေโอเคဒီနေ့ပလန်အောင်ကျွန်တော်အိမ်ဆောင်မှာ Few minutes later. ဒီတမင်နဲ့တူနေရခုတ်ပါဆိုတော့โอเคအကျိုးထားခိုးလေးရတယ်ဟုတ်ပါမှားပါရခိုးကြံလေးအာမကူပါအာမခရမယ်ဟုတ်တော့ဖနက်အင်ကြီးရပြီဖြေပါအာမရပြီပေါင်းမိကြံလေးရဖူးအာမမထည့်သေးဘူးတခုလိုသေးရโอเคပါ3ခု4ခုပဲရှိသေးတယ် Hello. ကျွန်တော်နှစ်ခုရဆိုလို့ရှိရင်ဘောင်းမိလို့လေးရလားအများသေးဘူး
9ခုရပြီကိုပါရှိခုတွေရတော့ပြီကြည့်လိုက်ရပြီပေါင်းပြီရဖူးအမရပါဘူးနောက်ဆုံးအာမတိတော့ရပါဘူးအမတိတော့ရနေလုံးကြုံတော့ဒါမလို့တော့နော်ပစိမလို့တော့ဒါပစိလည်းဒမ်းမဲ့ထွက်ပါတယ်ဒါတော့မလို့တော့ကိုပါဆုံးကတက်စတန်နဲ့35ခုဒီနားမှာအိမ်ဆောက်နေနားအိမ်ဆောက်များနေကြီးကြီးရမယ်နေကြီးကြီးကိုဆိုရင်ငါတသားလေးဆုံးပြီးဆုံးမိသားကော်တရားလုံးမယ်ကော်တရားချက်ကိုမှဖွင့်နေကော်တရားလုံးမယ်โอเคရနေနေကြီးလေးနဲ့ညီရောရပြီတော့ဆိုရပြီအနေရလိုက်ချမ်းတသားရဒီမှာတခုဒီနေ့3 4ဒီမှာနောက်တစ်ခုဒီနေ့3 4ဒီနေ့3ဒီမှာနောက်တစ်ခုဒီနေ့3 4ဒီမှာတသားနောက်တစ်ခုကဲဟိုတောင်းလိုက်ဒီမှာညီတာဘာနဲ့ကြည့်နေတာโอเคဒီမှာနောက်တစ်ခုအကျိုးကကိုရတော့လက်နဲ့ပဲထူလိုက်ပါမထူပါဘူးအာရေးရမကြီးညာစတောင်းကုံဝိုင်းကောစတောင်းကုံဝိုင်းတတူမိုင်းနဲ့တတူမရခဏကတူးထားမိုင်းလို့နေဟောရေးလာတင့်နေသေးမောင်းနေမီးနေချုံတာโอเคရဒီမှာမတူအောင်ခဏလေးတခုတရားမယ်ခရက်ရိုးအနေနဲ့မိုက်ခရက်ဆောင်းမယ်ဆိုအဲ့နှစ်ခုကိုတရားဖွင့်အောင်ရဒီနဲ့ကောနဲ့နှစ်ခုလို့ဖွင့်အောင်ရအဆောင်ဖွင့်မေးတော့အဲ့နှစ်ခုနေအောင်နဲ့ဝိုင်းလာတာနှစ်ခုမိုင်းတူးမှာရေးလာတွေ့နေပါရှေးလာတွေ့နေရရှေးရမ်းပါရှိအောင်ခိုးတွေရှိရဲကိုပါရဲခိုးရဲဒီမှာလာပစ်တွေးရနေရနေတော့တွေးရနေလို့တော့ဒီဘက်ထပ်တူးကြအောင်ဟိုကရေနဲ့တိုးနေရတလောက်ဆိုရကောဘစတုံး55ခုရတလောက်ဆိုရပိုက်စာနေညံစားအောင်ပိုက်စာနေပြီဝီဟုတ်
ရဲခုံချမ်းโอเคဒါအိမ်ထက်တော့ခီးတော့ပုံမှန်တော့ထက်လုံးမယ်โอเคအေးပြီ For ရ day 4ပါဒီနေ့ကတော့โอเคရခွေးလေးရောက်ရင်ငါမှယူမရှိဘူးโอเคပါအဘောတက်ကိုလည်းဆောင်းလိုက်မယ်ဒီဘလော့နဲ့ပုံမှာဆောင်းလိုက်မယ်ရပါကွာဆောင်းမအေးပါကွာအဘောတက်တဲကြာဟာရဒီဘေးမှာလမ်းညခုတ်သွားလိုက်ပြေနောက်ကခွန်ထက်ကြနေပါလေကားလို့လေကားလေးကဘယ်နှခုတော့3ခုလေးကလူတွေ2ခုလူတွေ2ခုလူတွေရပြီလေးက2ခုရပြီပြီးရင်အိုက်ချီမယ်စပိုက်ဒါတွေ့စပိုက်ဒါအော်အေးပါကွာအေးလေးကြာနေစပိုက်တော့တန်အောင်ကျိုးကလေးရမှရဘိုးလို့လေးရအဲဘိုးလို့ fishing rod ဘာလို့လေးရဟာရပြီနှစ်ခုရတယ်ဒီပါလိုက်ပြီးအိမ်လိုက်ရင်လိုက်ကြည့်မယ်အဲဘလော့ကုန်သွားတယ်ပြီကွာမိုင်းနဲ့တင်သွားတာဘလော့ကုန်သွားတယ်ပြီအဲဘလော့မိုင်းထပ်ပါတူပါမယ်အခုတော့လိုပဲဝါရှိနေအကုန်တူသွားတယ်ဟာရေကွာတွေ့တယ်ဒီတန်းလုံးတူသွားတယ်โอเคရလာပြီတည်နေတယ်ဟာတောင်းမယ်ဝီခြေကနေအောင်မင်းနဲ့ထားတော့နေရနဲ့တန်းခုန်ချဝီတော့40လောက်ပါကိုတောင်ပုံနိုင်ပိုးတော့လည်းတော့40သုံးဒီခေါင်းမိုးလို့တဲ့တသားမရှိတော့တသားတော့ရှာမယ်တသားမတွေ့ရပင်ခေါ်လိုက်ပြီ
လေက12ခု present day ပဲမှားတယ်ဒါမှမှန်သွားတယ်ပါညာပေါ်တယ်သွားလေရပေါ်မှာခရဲတော့ရမှားတယ်ဒါမှန်သွားတယ်စားလေးလိုကနေငါကောင်ပိုက်စားနေပြည့်ဝက်ကလာကောက်တော့တယ်ပြရပြီရနေကြအိမ်ဆက်ဆောင်ဝင်အားလုံးပဲ bye bye နောက်ဗီဒီယိုမှာတင်တွေ့ရမယ်